တင်မပြောမချင်းတင့်အခြေအနေဘယ်တော့မှပြောင်းလဲလာမှာမဟုတ်ဘူးတင်မပြောမချင်းတင့်အခြေအနေဘယ်တော့မှပြောင်းလဲလာမှာမဟုတ်ဘူးတင်မကြားလိုက်ဘူးတင်မပြောမချင်းတင်းရဲ့အခြေအနေပြောင်းလဲလာမှာယုံကြည်ရင်တင်ပါလို့ရလဲယုံကြည်ရင်တင်ပါလို့ရလဲတင်းယုံကြည်ရင်ပါလို့ရလဲဆရာဒေးဗစ်လာမြန်မာပြည်မှာရှိကြတဲ့ကမြန်မာပြည်မှာရှိကြတဲ့ကဘုရားကျေးတော်ကြောင့်ဟိုနားလေးမှာhome sale လေးမှာ4ယောက်5ယောက်6ယောက်9ယောက်အဲ့ဒီနေရာလေးတွေမှာတရားဟောခွင့်ရပါတယ်အဲ့ဒါလဲသူများမဟောလို့ဟောခွင့်ရတာပါလူ100 200ရှိတဲ့ home sale ဆိုရင်တော့တချို့လူတွေပဲသွားပါတယ်6ယောက်9ယောက်ဆိုဒေးဗစ်လာသွားရပါတယ်ဒီလိုရှိပါတယ်သွားပါတယ်ဘာပဲဖြစ်ဖြစ်6ယောက်9ယောက်လဲသွားပါတယ်အရေးမကြီးပါဘူးဒီခေတ်ဒီကာလလူငယ်လဲဆရာပြောပြမယ်တင်းကိုသူများက6ယောက်9ယောက်ပဲလှုပ်တဲ့ပုံမှာမာနကြီးပြီးတော့မှ ministry ထဲနဲ့ထွက်သွားအောင်မစင်စားနဲ့တင်းကိုဖခင်အဲ့ထက်နေဘာတင်ပေးရှင်လဲဆိုတော့တင်း6ယောက်9ယောက်ကို600 900 6000 9000 6000 9000လို့တင်သဘောထားပြီးတော့ဟောတတ်ဖို့အရေးကြီးပါတယ်ဒါပေမဲ့လူတော်များကြဆင်းသွားတဲ့ပြဿနာပါဆိုသူတို့ကတော့အခွင့်အရေးဆိုသူတို့ယူတယ်ငါ့ကိုကြားတော့ဆိုရင်အဲ့ဒီရုပ်နဲ့ဘာဖြစ်လဲမလုတ်ဘူးကွာဒီနေရာမှာအဲ့ဒီကနေဒိုးသွားတာအဲ့ဒါဆိုရင်ဘုရားခင်ချီးမြှောက်လို့မရတော့ခင်ဗျာတင်သဘောပေါက်မယ့်အရာ let the weak say မင်းမလုံနိုင်ဘူးလို့သူများပြောနေပါစေတင်ပြောမယ့်စကားကြည်ထားမကြခင်မှာငါ့ကိုဘုရားချီးမြှောက်တာတင်တို့မြင်ရလိမ့်မယ်မကြားလိုက်ဘူးတင်မကြားလိုက်ဘူးဘုရားသခင်ငါ့ကိုချီးမြှောက်တာကိုမင်းတို့မကြခင်မြင်ရလိမ့်မယ်ဆိုတဲ့ကြွေးကြော်ခြင်းဝန်ခံခြင်းဟာအင်မတန်အရေးကြီးတာဖြစ်တယ်အာမင်ဟုတ်ပြီဆိုတော့ဆရာစတရားဟောတဲ့အချိန်မှာလူတွေကဆရာဘေးနားမှာရှိတဲ့သူတွေဘာပြောဆိုဖြစ်နိုင်မင်းသချင်းမဲ့ဆိုပါကွာတဲ့မဟောပါနဲ့တဲ့မင်းဟောတာငါတို့အတွက်လည်းဘာမှခွာမဖြစ်ဘူးတဲ့အဲ့ဒါတင်နဲ့ကြီးပြင်းလာတဲ့လူအချင်းချင်းအဲ့တိုင်းပြောလိမ့်မယ်ဒါပေမဲ့တင်သိရမယ့်အရာကတင်းရဲ့အားနည်းချက်ကိုအာတာချက်ပြန်ဖြစ်စေတဲ့ဖျားဖြစ်တယ်ဆိုတာတင်သိဖို့အင်မတန်အရေးကြီးတယ်Come on တင်းရဲ့အားနည်းချက်တွေအာတာချက်ပြန်ဖြစ်လာမယ်လို့ယုံကြည်တဲ့သူတွေအာမင်သုံးကျင်ထိုးရအောင် Hallelujah ဆရာတွေအလကားပြောနာမဟုတ်ဆရာရဲ့ life အဲ့ဒါထောက်ဆရာအမြဲတမ်းဆွဲကင်ထားတဲ့ကျမ်းပိုက်ရှိတယ်ဟေဘရဲခန်းကြီး73ဟုတ်လားဟေဘရဲခန်းကြီး73အခန်းငယ်6ဘာပြောလဲထို့ကြောင့်သာရဖျားသည်ငါ့ကိုမဆတော်မူသည်ဖြစ်၍ Come on ဘသူဖျားမဆလဲငါကိုစားဘသူလဲဖယားသားသမီးတင်ရဘသူလဲညတကောင်ပဲထမေဟိုအိတ်ချင်းမှုတူပဲမေတင်ဖြေရမယ်ဖြေရပါလေတင်ရဘသူလဲဘသူကြောင့်ဖြစ်သွားလဲ That's it ယေရှုကြောင့်တင်ရဘသူဖြစ်သွားပြီလဲဖယားသားသမီးဖြစ်သွားပြီယေရှုကြောင့်တင်ဖယားသားသမီးဖြစ်သွားပြီဖယားသားသမီးဖြစ်တဲ့အတွက်ကြောင့်တင်ဖယားသားသမီးဆိုပေါ့တန်စကားပြောနေဖယားသားသမီးမှန်ရင်သူ့မှာရပိုင်ခွင့်တွေအများကြီးရှိတယ်ဆိုတာတင်မသိလို့မရဘူးဖယားသားသမီးဆိုရင်သူ့ရဲ့ရပိုင်ခွင့်ရှိတယ်တို့ဖယားကဘုံအနုပေါ်နဲ့စံပေတော်မူသောစီစဉ်ရှိတဲ့အတိုင်းတင်းရဲ့လိုအပ်သမျှအားလုံးကိုဖြည့်ဆည်းပေးနိုင်တဲ့ဖယားရှင်ဖြစ်တယ်အဲ့တော့တင်မသိလို့မရဘူးYou are special. Hallelujah. You are special. Say I'm special. Amen. Lowa say chat for him, but nga ba ko ma mo ba ko so sada ayanပြောတယ်ဒါပေမဲ့အဲ့ချိန်မှာဖယားအyanဝမ်းနေတယ်ငါသားသမီးဖြစ်တော့ဘာကြောင့်မင်းမဟုတ်တာတွေရှောက်ပြောနေတာလဲမင်းရဲ့ဝန်ခံခြင်းကမင်းကိုရှုံးနေစေပြီငါသားလို့ဖယားပြောလိုက်မယ်မင်းတို့ငါကဝန်ခံခြင်းအဖြစ်အောင်မြင်ခြင်းကိုပေးထားပြီးသားအဲ့ဒီဝန်ခံခြင်းအဖြစ်အောင်မြင်ခြင်းကိုမင်းမရယူတတ်ဘူးဆိုမင်းအရှုံးမဲ့
ဆရာမြဲတမ်းပြောတဲ့စကားရှိနှစ်ကောခန်းကြီး၄ငယ်73ကဘာပြောလဲငါသည်ယုံကြည်သောအဖြစ်ပါလေမွတ်ဆိုတယ်ယုံကြည်ရင်ဘာလုပ်ရမလဲမွတ်ဆိုတယ်ငါတို့ဒီယုံကြည်ခြင်းစိတ်ရှိသောကြောင့်မွတ်ဆိုတယ်ဟောပြောတယ်အဲ့ဒါ that's what I'm doing now ကြိုက်တယ်လို့ဘယ်အချိန်နေပဲလာပါစေသင်မှတ်တာအဆိုးရွားဆုံးအချိန်ဟာအကောင်းဆုံးကိုဝန်ခံပြရမယ့်အချိန်ပဲဘာလဲအဆိုးရွားဆုံးအချိန်ကအကောင်းဆုံးကိုဝန်ခံရမယ့်အချိန်ပဲမကြားလိုက်ဘူးပြန်ပြောရအောင်အဆိုးရွားဆုံးအချိန်ကအကောင်းဆုံးကိုဝန်ခံရမယ့်အချိန်ပဲအဆိုးရွားဆုံးအချိန်မှာအဆိုးရွားကြောင်းတွေထိုင်ပြောစရာဘာအကြောင်းမှမရှိဘူး if you pray problem you shall receive problem come on now ပြဿနာဖြစ်လိုက်ပြဿနာကြောင်းဘယ်တော့မပြောနဲ့ပြဿနာဖြစ်လိုက်ပြဿနာကြောင်းဘယ်တော့မပြောတော့နဲ့အဲ့ဒီပြဿနာရဲ့အပေါ်မှာဘုရားခင်ပြုမဲ့အမှုကိုကောင်းမြတ်ခြင်းတွေကိုစတင်ပြီးတော့ကြွေးကြော်ဝန်ခံတတ်ဖို့အင်မတန်အရေးကြီးတယ်အာမင်သင်ရဲ့နှုတ်မှာဘုရားခင်တကိုးပေးထားတယ်အာမင်ဒီကြောင့်ဟေဘရဲခန်းကြီး73ငယ်6ကဘာပြောလဲထို့ကြောင့်ထာဝရဘုရားသည်ငါကိုမဆတော်မူသည်ဖြစ်၍လူသည်ငါ၌ပြုနိုင်သမျှကိုငါမကြောက်ဟုငါတို့သည်ရဲရင်သောစိတ်နဲ့ပါလေဟောဆိုရသောအခွင့်ဘာစိတ်နဲ့သိမကြလဲဘာစိတ်နဲ့လဲသင်ပြောတဲ့အခါမှာရဲရဲနဲ့ပြောတတ်ဖို့အင်မတန်အရေးကြီးတယ်တရားတစ်ခုရှိတယ်ငါပြောသလိုမဖြစ်လိုက်ရှက်စရာကြီးငါပြောလို့မဖြစ်လိုက်ရှက်စရာကြီးနောက်သင်နှုတ်ထွက်စကားကိုဖျားဆောင်းနေတယ်ယုံကြည်ခြင်းနဲ့ပြောတဲ့စကားကိုဖျားဆောင်းနေတယ်သင်မချလိုက်ဘူးယုံကြည်ခြင်းနဲ့ပြောတဲ့စကားကိုဖျားကဆောင်းနေတယ်ကြိုက်တဲ့လူကြိုက်တာပြောစေ let the weak say Let the weak say, let the weak say, let the poor say, let the blind say, let the blind say. သင်နေ့တိုင်းဝန်ခံတတ်လိုက်သင်ဒီယူပါရောသူများမမြင်နိုင်တဲ့ရောင်မြင်ရတဲ့ခွင့်ဖျားခင်ပြင်ဆင်ပေးလိမ့်မယ်